လူတယောက်ဟာလေထီးမပါပဲကောင်းကင်အမြင့်ပေတောင်းချီပေါ်ကနေပြုတ်ကျသွားရင်အသက်ရှင်နိုင်ပါမလားလူတိုင်းကတော့မဖြစ်နိုင်ဘူးလို့ပဲပြောကြပါလိမ့်မယ်ဒါပေမဲ့သမိုင်းမှာတော့ဒီလိုအခြေအနေကနေအံ့ဩစရာကောင်းအောင်အသက်ရှင်ကျန်ရစ်ခဲ့တဲ့အမျိုးသမီးတယောက်ရှိခဲ့ပူပါတယ်သူမရဲ့နာမည်ကတော့ Fasna ပါသူမလိုက်ပါလာတဲ့လီရင်ဟာကောင်းကင်ရဲ့အမြင့်မှာရုတ်တရက်ပေါက်ကွဲပြီးပြတ်ကျခဲ့ပါတယ်လီရင်ပေါ်ပါလာတဲ့ခရီးသည်တွေနဲ့လီရင်အဖွဲ့သားအားလုံးဟာအပြင်ကိုလွှင့်စင်ထွက်သွားပြီးပွဲချင်းပြီးတိတ်ဆုံးခဲ့ကြရပါတယ်ဒါပေမဲ့ Fasna တယောက်ပဲလီရင်ရဲ့အမီးပိုင်းထဲမှာညက်ပြီးပိတ်မိနေခဲ့ရကြောင်းအပြင်ကိုလွှင့်မထွက်သွားခဲ့ပါဘူးအရှင်ပြင်းပြင်းနဲ့အောက်ကိုပြုတ်ကျလာတဲ့လီရင်အမီးပိုင်းဟာကံကောင်းခြင်းတော့တောင်ဆောင်တစ်ခုပေါ်ကထူထပ်လွန်းတဲ့နှင်းပုံကြီးပေါ်ကိုတဲ့တဲ့ကြီးကျရောက်သွားခဲ့ပါတယ်အဲ့ဒီနှင်းပုံကြီးကပဲမြေပြင်နဲ့စောက်မိတဲ့ထံကိုရှော့ချပေးလိုက်တာကြောင့်သူမရဲ့အသက်မသေးပဲမြုပ်မိခဲ့တာပါဒါပေမဲ့လူတိုင်းကိုအားသင့်စေခဲ့တာကတော့သူမဟာဒီလိုပြင်းထန်တဲ့ဒဏ်ရာတွေကြားထဲကနေလပေါင်းများစွာကုသမှုခံယူပြီးနောက်ရာနှုံးပြီးပြန်လေကျမ်းမာလာခဲ့ပါတယ်ဒါဟာကမ္ဘာသမိုင်းမှာလီထီးမပါပဲအမြင့်ဆုံးနေရာကနေပြုတ်ကျပြီးအသက်ရှင်ကျန်ရစ်ခဲ့တဲ့အံ့ဖွယ်အကောင်းဆုံးဂင်းနစ်စံချိန်တင်ဖြစ်ရမှာပဲဖြစ်ပါတော့တယ်